င်ရှားစွာဖြစ်စေနိုင်သောဖယားသခင်ဖြစ်တယ်ဟူးဖယားသခင်ကိုကြွေးကြော်ဝင်ခါရမမောနိုင်ဘူးနော်အရန်ရတာရှိတာဖြစ်တယ်အားလောက်ကောင်းမြတ်တဲ့ဖယားရဲ့ရှေ့မျက်မှောက်တော်ထဲမှာကျွန်တော်တိုးဝင်ချင်းကပ်ခွင့်ရတာဖြစ်တယ်ဟာကျွန်တော်တို့ဒီညမှာဒီညတွေဖြစ်ကုန်ပြီနော်အခုမှမိုးလင်းတာကျွန်တော်ညပဲရောက်စီချင်နေတာအေးရမောလို့ဖြစ်မယ်နော်မလွယ်ဘူးအဲ့ပဲပြောဒီမနေ့မှလည်းပေါ့နော်ဖះတကယ်ပိတ်သိမ့်တဲ့ဆရာတွေကဝင်ငှမှာဖြစ်တယ်နော်ဝင်ငှတိတ်ခိုင်မဲ့သူတို့တွေကောင်းကြီးပေးမဲ့စတောင်းချက်အနာရောဂါငြိမ်းချင်းတွေသူတို့လှုပ်ဆောင်သွားမှာဖြစ်တယ်ကျွန်တော်ဆံငတ်တဲ့နှလုံးသားနဲ့နားထောင်တတ်ဖို့လိုတာဖြစ်တယ်ကျွန်တော်တို့တွေကဘာလုပ်ဖို့လဲသမင်တရသည်ရေစီးတော်ချောင်းကိုတောင်းတတဲ့ကဲ့သို့ကျွန်တော်ဝိညာဉ်ဒီဘုရောကိုတောင်းတပါ၏နှုတ်ကပတ်တော်ကိုတောင်းတကြရအောင်အဲ့နှုတ်ကပတ်တော်ထဲမှာကျွန်တော်တို့အရယူကြရအောင်နှုတ်ကပတ်တော်ထဲမှာကျွန်တော်တို့မိသားစုတဲ့ကျွန်တော်တို့ရဲ့အသင်းတော်တဲ့ကျွန်တော်တို့ရဲ့တိုင်းနိုင်ငံတဲ့ဘာတွေကျွန်တော်တို့ရမလဲနော်ရအောင်ယူကြပါနော်ယူတဲ့အချိန်မှာကျွန်တော်တို့ကကောင်းတဲ့အရာကိုယူဖို့လိုတယ်နော်အသားငါစားရလဲအဲ့လိုပဲအယိုးဖယ်တဲ့အကောင်းကိုယူတာဖြစ်တယ်နော်ဒါကြောင့်ကျွန်တော်ခံယူတတ်တဲ့နှလုံးသားနဲ့လည်းခံယူတတ်ဖွယ်တဲ့အင်မတန်မှအရေးကြီးတာဖြစ်တယ်ပေါ့နော်အခုချိန်မှာကျွန်တော်တို့အားလုံးမတက်ရကြရအောင်ဒီနေ့ချမ်းသာရမယ့်နှုတ်ကပတ်တော်ဒီကျွန်တော်တို့ဖြစ်တယ်ဆိုပြီးတော့၃ချိန်ပြန်ဝင်ခံကြရအောင်ဘသူတတ်မဟုတ်ဘူးတင့်အတွက်ဖြစ်တယ်နော်ဒီအသင်းတော်အတွက်ဖြစ်တယ်တင်းရဲ့မိသားစုအတွက်ဖြစ်တယ်ခံယူဖွယ်တဲ့ကျွန်တော်ခေါ်ပေးချင်တာဖြစ်တယ်ကျွန်တော်ဝင်ခံကြွေးကြော်ကြမယ်နော်ဒီနေ့ချမ်းသာရမယ့်နှုတ်ကပတ်တော်ဒီကျွန်တော်အတွက်ဖြစ်တယ်ဆိုပြီးတော့၃ချိန်ကျွန်တော်အာရပါရဝင်ခံကြရအောင်ဒီနေ့ချမ်းသာရမယ့်နှုတ်ကပတ်တော်ဒီကျွန်တော်အတွက်ဖြစ်တယ်ဒီကနေ့ချမ်းသာရမယ့်နှုတ်ကပတ်တော်ဒီကျွန်တော်အတွက်ဖြစ်တယ်ဒီနေ့ချမ်းသာရမယ့်နှုတ်ကပတ်တော်ဒီကျွန်တော်အတွက်ဖြစ်တယ်အာမင်ဒီနေ့နှုတ်ကပတ်တော်ဝင်ငါပေးမယ်ဆရာဆေးတဲ့ကိုယေရှုနာမဖြင့်ခေါ်ပေးပါအားလုံးလက်ခုပ်တီးလက်ချိုးဆိုကြရအောင်အားလုံးမင်္ဂလာပါအားလုံးပြတ်ထိုင်နိုင်ပါပြီသူကျေးဇူးတင်တယ် Hallelujah God is good all the time God is good Hallelujah Hallelujah အရာပဲဝမ်းမြောက်တော်ဖြစ်တယ်ဒီနေရာမှာဘုရားခင်ရဲ့နှုတ်ကပတ်တော်ဝင်ငါခွေရလို့အထူးပဲကျေးဇူးတင်တယ်ဘုရားရဲ့ကျေးဇူးတော်အထူးပဲချီးမွမ်းတာဖြစ်တယ် Amen I might speak English a little bit I will just talk about a little bit the tip for you guys because if I talk two languages it's hard for me you know so the Holy Spirit will reveal to you Hallelujah ဆိုတော့ဒီနေ့မှာကျွန်တော်ဆူတောင်းတဲ့အခါမှာဘုရားခင်ကပြောစီခြင်းနဲ့နှုတ်ကပတ်တော်အရာတချို့လေးပေါ့နော်အခြေကအများကြီးမရတဲ့အတွက်ဆရာအကြီးကျောင်းလည်းပြန်ဝေးမှာဖြစ်တဲ့အတွက်အနေငယ်လေးကျွန်တော်ပြောချင်တဲ့အရာကဘာလဲဆိုရင်စုကျေးဇူးဖြစ်တယ်ဟာလေလုယာဘယ်နေရာကစုကျေးဇူးကိုလိုအပ်လဲသက်တာထဲမှာဘုရားသခင်ပေးတဲ့စုကျေးဇူးဖြစ်တယ်ဟာလေလုယာ the gift of God the gift from God စုကျေးဇူးကအရင်ပဲအရေးကြီးတယ်ကျွန်တော်တို့အသက်တာထဲမှာဟာလေလုယာကျွန်တော်ဆူတောင်းတဲ့အခါမှာဝိညာဉ်တော်ကကျွန်တော်ပြောစီလုံတဲ့အရာကတော့စုကျေးဇူးဖြစ်တယ်ဒီမနေ့မှာပေါ့နော်ဆိုတော့ဒီအထူးပဲဒီမှာရှိတဲ့ငင်ကောင်မတွေအတွက်အထူးပဲအရေးကြီးမယ်လို့ကျွန်တော်ယုံကြည်တယ်အထူးပဲကောင်းကြီးရမယ်လို့ကျွန်တော်အထူးယုံကြည်တာဖြစ်တယ်ဟာလေလုယာဆိုတော့တိကောင်းခိုင်းစနစ်ကိုကျွန်တော်ဖတ်ချင်တယ် First Corinthians chapter 12 verse 9 to 10ဒီကောအခါကြီးစနစ် First Corinthians chapter 12 verse 9 to 10ထိုဝိညာဉ်တော်အားဖြင့်တရားတော်သူအားယုံကြည်ခြင်းကိုပေးတော်မူ၏ထိုဝိညာဉ်တော်အားဖြင့်တရားတော်သူအားအနာရောဂါကိုငြိမ်းစေနိုင်သောအခွင့်ကိုပေးတော်မူ၏တရားတော်သူအားတကုန်းကိုပြနိုင်သောအခွင့်ကို၎င်းတရားတော်သူအားprophet ပြုနိုင်သောအခွင့်ကို၎င်းတရားတော်သူအားစိတ်ဝိညာဉ်ကိုပိုင်းခြားသိနိုင်သောအခွင့်ကို၎င်းတရားတော်သူအားအမျိုးမျိုးသောဘာသာစကားကိုပြောနိုင်သောအခွင့်ကို၎င်းတရားတော်သူအားထိုဘာသာစကားအ내ကို
ပေါ်ပြနိုင်သောအခွင့်ကို၎င်းပေးတော်မူ၏အာမင်ဟာလေလုယာအင်္ဂလိပ်လိုတစ်ချက်တော့ထိုးပေးလို့ရလားကျွန်တော်လူငယ်တွေအတွက်နားလည်လို့ရအောင်ပေါ့နော်ယေရှုတင်တယ်ဆိုတော့ဒီမှာပြောထားလဲဆိုရင်ဒီကောခိုင်စနစ်ထဲမှာစုကျေးဇူးနဲ့ပတ်သက်ပြီးတော့ပြောပြထက်တဲ့အရာကျွန်တော်တို့တွေ့ရတယ်ဆိုတော့စုကျေးဇူးကဘာလုပ်နိုင်လဲဆိုရင်အတင်းတော်ထဲမှာပေါ့နော်ကျွန်တော်တို့ဘာလုပ်အားလဲဆိုရင်စုကျေးဇူးအမျိုးမျိုးရှိတာဖြစ်တယ်ဟာလေလုယာစုကျေးဇူးရှိတဲ့အခါမှာတယောက်နဲ့တယောက်လှုပ်ခြင်းကတူမှာတော့မဟုတ်ဘူးဒါပေမဲ့စုကျေးဇူးဆိုတာတင်မြင်ဖို့လိုတာဖြစ်တယ်သူချွတ်တော့အရာတွေမှာကျွန်တော်တို့တယောက်နားလည်လွဲတဲ့အရာကဘာလို့လဲဆိုတော့စုကျေးဇူးကိုမတိပေးတတ်လို့ဖြစ်တယ်နော်စုကျေးဇူးကိုတင်နားလည်လာတဲ့အခါမှာတရှင်တော်ဝိညာဉ်တော်ရဲ့စုကျေးဇူးဘုရားရဲ့စုကျေးဇူးတင်နားလည်လာတဲ့အခါမှာသူဘာလုပ်လဲဆိုတာတင်ကောင်းကောင်းသိတာဖြစ်တယ်ဟာလေလုယာစုကျေးဇူးကတချို့တော့စုကျေးဇူးတွေကတကူပြနိုင်တဲ့စုကျေးဇူးဖြစ်တယ်တဲ့နောက်တချို့တော့စုကျေးဇူးကဘာလဲဆိုရင်ပညာတရားကိုပေးတယ်ပညာရှိတယ်ဖျားတခေအဖြစ်ပညာရှိတယ်ဖျားတခေအဖြစ်နော်ထိုးထွင်းချင်းဉာဏ်ကိုတည်တဲ့သူတည်တတ်တဲ့သူတွေတချို့တော့အရာတွေမှာပေါ့နော်စုကျေးဇူးလို့ပြောတဲ့အခါမှာကိုနာမည်ကြီးဖို့ကိုပြောမယ်ကိုရဲ့အသက်တာအတွက်ပဲကိုရဲ့ဘဝအတွက်ပဲလှုပ်ရှားနေတာမဟုတ်ပဲနဲ့ဖခင်သခင်ဘုန်းတော်ထင်ရှားစေဖို့ဖြစ်တယ်ဟာလေလုယာစုကျေးဇူးဆိုတာဖခင်သခင်နိုင်ငံတော်ထဲမှာအသုံးပြုဖို့ဖြစ်တယ်ဟာလေလုယာ The gift of the Holy Spirit is from his kingdom hallelujah the gift of the Holy Spirit you can know everything in the spiritual gift if you know the spiritual gift you know everything who is walking with you your partner your friendship your ministry they have မြင်နိုင်တဲ့အသက်တာဘုရားသခင်ကိုတေးကိုပေးမှာဖြစ်တယ်ပြီးတော့အခွင့်တကူအာနာဘုရားသခင်တေးကိုပေးနေတာဖြစ်တယ် spiritual gift ဆိုတာကတေးအဖို့အခန်းနဲ့နော်ဝယ်နေမှာမဟုတ်ပတ်စံနဲ့ဝယ်တာမဟုတ်ဘုရားသခင်ကတေးကိုပေးတာဖြစ်တယ် give လို့ပြောတဲ့အခါမှာတေးကပတ်စံနဲ့ဝယ်ပြီးတော့ give ကိုနော်ပေးနေတာမဟုတ်ဘူးနော် give ဆိုတာဘုရားသခင်ကစုကျေးဇူးပေးတာဖြစ်တယ်မထိုင်မတာဘဲနဲ့စုကျေးဇူးပေးတာဖြစ်တယ်ကျွန်တော်ကျေးဇူးတော်ကာလမှာဘုရားသခင်ကကျွန်တော်တို့ကိုစုကျေးဇူးပေးထားတာဖြစ်တယ်ဟာလေလုယာဆိုတော့စုကျေးဇူးကဘုရားသခင်ပေးတာ give is mean you don't need to pay back God give to you hallelujah ဒီအသင်းတော်ထဲမှာ give တွေအများကြီးပေါ်လာမှာဖြစ်တယ် hallelujah အများကြီးပေါ်လာပြီးသားဖြစ်တယ် hallelujah တချို့တော့အရာတွေကျွန်တော်မမြင်သေးဘူးပေါ်လာနေပြီဖြစ်တယ် amen you have the gift for the Holy Spirit you must know yourself some of you have faith is me the spiritual gift if you have faith you are the one who have a spiritual gift if you have word of knowledge what does it mean word of knowledge just like yesterday we call all people who have sickness in their body we call all people name when we went to Pakistan we just prayed outside for the foundation the BD they're going to build the church they called me and Pastor John and we went outside the city they tried to build the church and then we go pray in there the Holy Spirit talked to me he showed me that call on the people name the name it's not many people in there only 30 people but when the Holy Spirit showed me I call the person name the name is Angel and I call on that name the person name and then she come out what does it mean what am I trying to say when I called of her God knows something in her life you know because she need a child she prayed that she need a child and I call on her I pray for her and I ask her what did you need
She said, I need a child. She never have a child. Baby. She never have a pregnant in her life. She needs a kid, so she prayed in the private. But the Holy Spirit showed me that she needs something in her life. And I called off her. That means a word of knowledge from God. God show you something. Hallelujah. You have something in your life, but sometimes you do not know. You have to take care of your spiritual gift. Many of young people in this place, one day, God will use you almightily. Hallelujah. Do you believe that? Some of you will have big faith, revelation. Spiritual gift is for God. You must take care of that. ခယူဆိုင်ရမယ်တံပိုးထားရမယ်ကျွန်တော်အသက်တာမှာအရင်တပိုးထားတယ်အခြားတော့ပါတဲ့စကားကဘာလဲဖျားတစ်ခေပေးတယ် new language from heaven whoever speak in tongue is a spiritual gift you must take care of that you have to take care of by yourself nobody cannot take care for you you have to take care of the gift of God hallelujah hallelujah in my life, when I know the spiritual gift, God worked into me, in my life. When I know the spiritual gift, I take care of it. God can do a miracle through your life, through you. Hallelujah. You are the children of God. He gave you the free gift. The free gift means it's not cheaper. It's valuable. You can use His kingdom. Hallelujah. So spiritual gift ကအရင်ပဲအရေးကြီးတယ်။တချို့တော့ spiritual gift ကအချမ်းတော့ဘာစကားကိုပြောနိုင်တဲ့သူအခွင့်ဘုရားသခင်ပေးတယ်တဲ့။တကောနမိတ်လက္ခဏာနဲ့လုံနိုင်တဲ့အခွင့်ကိုလည်းဘုရားသခင်ပေးတယ်လို့ရှိတယ်။အဲ့တော့အသင်းတော်ထဲမှာအရင်ပဲအရေးကြီးတယ်။တချို့တော့သူတွေမှာဘာကြောင့်နော်အမြင်မရှင်းတယ်လဲဆိုရင်တာရှင်တော်ဝိညာဉ်တို့ရဲ့လောက်ရက်ကိုမတိလို့ဖြစ်တယ်သူတို့ကိုဆေးဆိုးစရာလည်းမလိုဘူးအဲ့ဒီလူတွေကသူမတိတဲ့လို့ဖြစ်တာ some of people they don't know about a spiritual gift when we pray for people many people we call the name of the people why is that the Holy Spirit show us it's not my name I'm not trying to do my to be greater my name. I try to do in His kingdom. Hallelujah. Because I know the gift of God. Hallelujah. I know the spiritual gift. So I take care of the spiritual gifts myself. Every day, whatever I do, I take care. အရာပဲအရေးကြီးတယ်။တန်ဖိုးထမ်းခြင်းကအရာအရေးကြီးတယ်။အသင်းတော်ထဲမှာဒီဟာတွေရှိတယ်ဆိုရင်သူအားတာတဲ့နေရာမှာသူကအသုံးပြုပါ hallelujah hallelujah they are spiritual gift ရလာရင်ဘယ်သူအားနဲ့ချက်ရှိလဲဘယ်သူအတန်ချက်ရှိလဲသိမှာအတန်ချက်အားနဲ့ချက်ကလူတိုင်းမှာရှိပေမဲ့ spiritual gift နဲ့တွာလာတဲ့အခါမှာတန်ရှင်တော်ဝိညာဉ်တော်ရဲ့ဆုကျေးဇူးနဲ့တည်တွာလာတဲ့အခါမှာအေးဟာဖျားကြီးရဲ့ဘုန်းတော်သူ့အားဖြင့်အသုံးပြုနိုင်တယ်ဆိုတော့သိမှာဖြစ်တယ် hallelujah တရားသားသမီးအပေါ်မှာဘုရားသခင်ညာပညာသူ့အပေါ်မှာရှိနေတဲ့အရာရှိတယ်ဘုရားသခင်သူ့အသုံးပြုမဲ့အရာတွေရှိတယ်တရားအဲ့ဒါတွေသိတယ်ဆိုရင်အနာဂတ်မှာတည်ဆိုးရည်စရာမရှိဘူး You don't need to worry about the future if you carry the gift of God the gift of the Holy Spirit you no need to worry about your future you no need to worry about your life because you carry the gift of God, the power of God. Many men of God, women of God in the Bible, they carry the gift of God, the gift from the Holy Spirit. Remember Daniel translate for the king. Also Joseph translate for the king. Yotan Daniel Dailaka ဘုရားရဲ့ဉာဏ်ပညာနဲ့ပြောရတယ်တဲ့ဒီမှာဉာဏ်ပညာပါပြောတာတယ်မဟုတ်လားနော်ဒီကောခါကြီးစနစ်မှာလည်းဉာဏ်ပညာနဲ့ဆိုင်တဲ့အရာလည်းပြောထားတာဖြစ်တယ် wisdom
Even they have a very, very bad situation. They still with God because they carry the gift from God. They carry the gifts and then they use their gifts to help people. Hallelujah. ကျွန်တော်စုကျေးဇူးခြင်းကဘုရားသခင်ကိုမြည်ဖို့ရအတွက်လူတွေကိုကောင်းချီးပေးဖို့ရအတွက်ဖြစ်တယ်။အာမင်။ Hallelujah. ဘုရားနာမဘုန်းကြီးဖို့ရအတွက်တည်တုံးပြရမှာဖြစ်တယ်။ Hallelujah. အသင်းတော်ထဲမှာစုကျေးဇူးအမျိုးမျိုးကျွန်တော်တို့လိုအပ်တာဖြစ်တယ်။ Hallelujah. ဥပမာအဖြစ်ဆရာရင်ထုံးကအရာပဲဟာတပြောတတ်တယ်ကျွန်တော်မပြောတတ်ဘူး။ဟုတ်လား။ဟာတငါပါလဲဆိုတော့ဝါမြောက်လူကိုမဝါမြောက်စေတယ်ဝိညာဉ်တော်ရဲ့အတီးကပါလဲဝါမြောက်ခြင်းစီအဲ့လိုဖြစ်နေတာ तू ပြောတတ်တဲ့အရာကိုကျွန်တော်ကတော့ကြည့်ရဖို့မဟုတ် तू ပြောပါစေဟာလေလုယာကျွန်တော်ရည်ပါစေဟာလေလုယာကျွန်တော်တယောက်နားလဲလွယ်ရတာကစုဂျေစုဒီစုဂျေစုတိလာရင်ဒီအရာလွယ်တယ်ဂျေစုတော့ကျွန်တော်အပေါ်မှာရှိတယ်လို့သူ့အပေါ်မှာရှိတယ်ဂျေစုတော့ကျွန်တော်အပေါ်မှာဒီသားသမီးတွေအပေါ်မှာရှိတယ် The grace of God is upon me and also upon you. Don't think God cannot use you. He can use you because He gave you the gift by the Holy Spirit. Hallelujah. That gift it means you need to be receiving. You need to be hungry to receive the gift from God. You're going to do with the power. You're going to preach with the power. You're going to pray with. You're going to praise it with power. When you know the gift of the Holy Spirit, you are a stronger one. You are a stronger person. Hallelujah. They have aji don't do pilame. But she know when you know ne piwane yota ne dailaga. Be a chini mama chow. ရောင်းစားခံရတယ်ကြက်ရက်ခံရတယ်ညီကိုတွေချစ်ချစ်တိုက်ခိုက်ခံရတယ်ဒါပေမဲ့သူကမကြောက်ဘယေစီမှာရောက်တဲ့အခါမှာသူဒီ Prime Minister အထိဖျားခေသူ့ကိုချီးမြှောက်တာဖြစ်တယ် Hallelujah စုကျေးဇူးကသူ့ကိုကြီးထွားစေတယ်စုကျေးဇူးကသူ့ကိုအားကြီးစေတယ် Amen The gift is make him strong Joseph in the Bible His old brothers fighting him, sell him. But he's still strong because he knows God. God is with him. The Bible says God is with Joseph. Sometimes we are Christian. We have been a Christian long time. We're just trying to do the same like what people are doing. What are people doing? We're trying to do the same like our Burmese service is going to sing Burmese only two songs and then they're finished. They're going to sing 3 choir and then going to finish. That's a normal Christian. You have to stay in the spiritual gift. Hallelujah. You have to do in the spiritual. If you play music, you have to play by your revelation. If you play music, people got to get healed. In the Bible, about David, when he played the music instrument, the demon come out. Hallelujah. That's the gift. စုကျေးဇူးကအနာရောဂါကိုငြိမ်းစေတယ်။နတ်ဆိုလက်ထက်ကနေလွတ်မြောက်စေတယ်။ Hallelujah. ကျွန်တော်အသက်တာမှာစုကျေးဇူးကအရာပဲကျွန်တော်ဆံရတယ်။အခုချိန်ထိလည်းဆံရတယ်။ Hallelujah. ဘယ်တော့မှမရတတ်ပါဘူး။ Hallelujah. တရားရတတ်သွားတာနဲ့ဒီလုံးဆရာမရှိတော့ဘူး။ယူပါယူပျောက်တော့ဖြစ်တယ်။ Spiritual gift ကတစ်ကိုကြီးထွားစေမယ်တစ်ကိုယ်တိုင်ကြီးထွားစေမယ် prophet ပြုချစ်ကပါလဲဆိုရင်နော်ပြောတယ်နော်ခုနနော်အတင်းတော်ကိုတီဆောင်တယ်အခြားသောဘာသာစကားပြောချစ်ကနော်ဘုရားသခင်ကိုပြောတယ်တဲ့တိကောခရီး14ထဲမှာနေတယ်နော်အဲ့ဒါနော်တိကောခရီး14ကိုခဏကြည့်ရ
အငယ်နေမှာအကြောင်းမူကားအချမ်းတော်ပါစကားအားဖြင့်ပြောတော်သူသည်လူတို့အားမပြောဖျားသခင်အားပြော၏သူ၏စကားကိုအဘယ်သူများနားမလဲနည်းနည်းသောအရာတို့ကိုဝိညာဉ်တော်အားဖြင့်ပြော၏ပရောဖက်ပြုတော်သူကတိဆောင်ခြင်းတိုင်တုံခြင်းတွေးဆောင်ခြင်းတက်တန်ခြင်းအလုံးကလူတို့အားဟောပြောကြ၏အာမင် Second, 1 Corinthians chapter 14, verse 2. So, အချားတော်ပါစကားကဘာပြောလဲလူတို့အားမပြောတဲ့လူကိုပြောနေတာမဟုတ် When you speak in tongue, the Bible says you don't speak to the people. People cannot understand you. People don't understand you, but you speak direct to God. Whatever you want to say, whatever you want to say in your life, you speak to God. That means you speak in tongue. That's the gift of the Holy Spirit. ဆုကျေးဇူးဖြစ်တယ်။တန်ရှင်တော်ဝိညာဉ်တော်ရဲ့ဆုကျေးဇူးဖြစ်တယ်။အခြားသောဘာလို့စကားပြောခြင်းဟာလူကိုဘယ်ပြောမလဲပုံမှန်ဆုတောင်းနေတာတရားလပြောနေတာမဟုတ်ဘူး။ You don't try to make it nice when you speak in tongue. You speak the right to God. Just like you speak to your mom, your friend, your brother, your sister. You just speak direct to God. လူတို့အားမပြောဘူးတဲ့လူကနားလည်မှာမဟုတ်တဲ့အခြားတော့ဘာစကားပြောခြင်းဟာအများများပြောပါ hallelujah ဘာပြောလဲအခြားတော့ဘာစကားပြောတဲ့သူကတဲ့လူတို့အားမပြော When you speak in tongue you don't speak people will not understand you either you speak direct to God and the atmosphere will change hallelujah အခြားတော့ဘာစကားပြောခြင်းဟာနော် translate လုပ်လို့လည်းရတယ်အခါတလေမှာကျွန်တော်ချာတော့ဘာစကားပြောနေရင်ဘုရားသခင်က translate လုပ်ခိုင်းတယ်လူတွေကို prophet ပြုပေးဖို့လူတွေကိုဆုတောင်းပေးဖို့ကောင်းချီးဖြည့်တာဖြစ်တယ် hallelujah အခြားတော့ဘာစကားပြောတော့သူကနည်းနည်းတော့အရာကိုပြောတယ် mystery when you speak in term and under term you speak in mystery mystery is mean the one you don't know anything about your life but when you speak in tongue God will show you mystery hallelujah နည်းနည်းတော့အရာဘုရားသခင်တင့်ကိုပေါ်ပြမှာဖြစ်တယ် hallelujah တင်မတင်နားမလဲပါဘူးဒါပေမဲ့နည်းနည်းတော့အရာကိုဘုရားသခင်တင့်ကိုဖွင့်ပြမှာဖြစ်တယ် hallelujah when you speak in tongue you speak in mystery you will receive the mystery thing တေတခါမှမရဘူးတဲ့အရာတေရမယ် hallelujah ဘာဖြစ်လို့လဲဆိုတော့တင်နားမလည်နိုင်ဘူးတေဘဝတစ်ခုလုံးနားမလည်နိုင်ဘူးအကောင်းအဆုံးကောင်းတာရှိမယ်ဆုံးတာရှိမယ်အစစ်ပြေတာရှိမယ်အစစ်မပြေတာရှိမယ်ဒါပေမဲ့တင်နားမလည်ဘူးဘုရားသခင်နဲ့ပြောပါ hallelujah အခြားတော့မစကားနဲ့ပြောပါအာမင်နည်းနည်းတော့အရာတက်စီမလာမှာဖြစ်တယ်ဒီတခါမှမကြုံဘူးတဲ့အရာကောင်းတော့အရာဘုရားသခင်ကိုပေးကြုံမှာအဆုံးအတော့အချိန်နေမှာပဲဖြစ်နေပါစေဘုရားသခင်ကလုံနိုင်တယ်ဘုရားသခင်ကဒီအချမ်းတော်ဘာသာစကားကိုပြောခြင်းအဖြစ်ဒီဘဝကိုအလေးအမြတ်ပြောင်းလဲစေနိုင်တယ်ဟာလေလုယာတန်ရှင်တော်ဝိညာဉ်တော်ရဲ့ပုံဆောင်ခြင်းကလူတွေနားမလည်နိုင်ဘူးလေဆိုတာလေလိုပဲတဲ့တန်ရှင်တော်ဝိညာဉ်တော်ကလေကမြေလို့ရတာမရဘူးလေရှိတယ်ဆိုတာသိလားတန်ရှင်တော်ဝိညာဉ်တော်နဲ့နိုင်ခိုင်းထားတဲ့လေဖြစ်တယ်ဆိုတော့လေလို့ပြောတဲ့အခါမှာလူတိုင်းကလေကိုခံစားရတယ်ဒါပေမဲ့လေကဘယ်သူမှကြိုက်ထားလို့မရဘူးတရှင်တော်ဝိညာဉ်တော်တေအသက်တာထဲမှာအလုံးလုံးလာတဲ့အခါမှာတေမမြင်နိုင်တဲ့နိလမြောင်များဆိုတေကိုကောင်းချီးပေးမှာဖြစ်တယ်ဟာလေလုယာတေတာသမီးအတွက်ဆုံးရင်နေလားတေဆုံးတစ်ခုအတွက်ဆုံးရင်နေရအခြားသောဘာသာစကားနဲ့များပြောပါဟာလေလုယာကာမောင်းနေရင်တေစကားပြောလို့ရတာဖြစ်တယ်ဟာလေလုယာ Even you are driving, even you are working, you can speak in tongue. He can show you something new. That's my life. Even I'm driving, sometimes I cry too much because the Holy Spirit speaks to me in the car. Even I'm driving. Some people don't want the spiritual gift. When we speak in tongue, they don't want it. I don't want to be a normal Christian.
I want to be the supernatural Christian. Hallelujah. Hallelujah. Don't try to be the same as your friend who not hungry for God. Trying to be supernatural. Hallelujah. Sing it with power. Praise His power. Do it with power. In new creation, you are new creation. You are not old people. You are not old person. You are not an old person. You are new person. Hallelujah. Because you already received Jesus Christ in your life. Don't try to be the same. Don't try to be doing the same one that you had done. After I received the gift of the Holy Spirit, I never tried to do the same thing. I used to curse people, but I don't try to do that no more. Hallelujah. I know God can walk with me. Hallelujah. I know God can do something new in my life. ကျွန်တော်တို့တချို့တော့အရာတွေမှာဒီ normal နဲ့တင်လို့မရဘူး supernatural နဲ့တင်လို့ရမယ့်အရာဖြစ်တယ် Hallelujah ယုံကြည်သူရဲ့အသက်တာထဲမှာတစ်ကိုကြီးထွားစေလေအများဆုံးကဒါရှင်တော်ဝိညာဉ်တော်ရဲ့ဆုကျေးဇူးဖြစ်တယ်လူတွေကို prophet ပြုပေးပါ Hallelujah Hallelujah ကျွန်တော်တားသမီးလူငယ်တွေပေါ်မှာprophet ပြုပေးပါ Hallelujah prophet ပြုချေကပါလဲဆိုလူကိုတိဆောက်တယ် prophet ပြုချေကအတင်းတော်ကိုတိဆောက်တယ်ဒီနေ့အတင်းတော်ကပါလဲကျွန်တော်တို့ဗိမာန်တော်ကကျွန်တော်စိတ်နှလုံးဖြစ်တယ်ကျွန်တော်တို့ယုံကြည်သူတွေဖြစ်တယ်ဗိမာန်ဆိုတော့ကျွန်တော်ယုံကြည်သူကိုပြောတာဖြစ်တယ် Hallelujah ဆိုတော့လုံးထုံးလုံးနေပေါ်မှာပဲတေးအာမရပါနဲ့ Hallelujah supernatural သွားပါ Hallelujah supernatural gift နဲ့သွားပါတရှင်တော်ဝိညာဉ်တော်ရဲ့ gift ကိုဆောင်ရပါ You must hungry the gift of the Holy Spirit. It will change you. God changed my life because of the gift of the Holy Spirit. When you have faith, faith is me. Sometimes you don't know anything. It's so hard in your life. You have faith with the problem. You have faced this difficult thing in your life. You need a faith. God said, the Bible says, faith is me, spiritual gift. If you have faith, just like Abraham, he have faith. Whether he cannot see nothing, God told him to move to another land. He do it. He don't have nothing. He don't know where he need to go, but he has faith. Faith is mean you believe in God, you trust in God. ယုံကြည်ခြင်းကမမြင်နိုင်တဲ့အရာကိုတည်ယုံကြည်တာဖြစ်တယ်။မြင်နိုင်တဲ့အပေါ်မှာတည်ယုံကြည်စရာမလိုတော့ဘူး။ဒီရှိပြီဖြစ်တယ်။ Hallelujah မြင်နိုင်တဲ့ဖုန်းတည့်ရဲ့ဖုန်းကတည်ယုံကြည်စရာမလိုဘူး။ဖုန်းပေါ်မှာယုံကြည်ခြင်းရှိတယ်မရအောင်။တင်ဖုန်းမရှိတဲ့အရာကိုယုံကြည်ပါ Hallelujah Spiritual gift ဖြစ်တယ် Hallelujah ဆုကျေးဇူးဖြစ်တယ် Believe it the one you don't have it Don't try to believe you have it Just believe the one you don't have yet Something in your life Hallelujah God will do something great to you Hallelujah Hallelujah Faith is me spiritual gift So if you don't have faith, today is your day. Hallelujah. Put your new faith. Young people, maybe your life, you have difficulty in your life, situation, bad situation in your life. Have faith. He will do it for you. Hallelujah. Faith is means spiritual gift. Speak in tongues is spiritual gift. Prophesy is spiritual gift. Wisdom is spiritual gift. Word of knowledge is spiritual gift. We need in our church. Hallelujah. You need for your church. Hallelujah. You need for your life. I need for my life. Sometimes we try to explain everything.
It doesn't work. Just go in the spiritual gift. Hallelujah. It will show you something new. Hallelujah. အခါတလေကျရင်ကျွန်တော်တို့အရာပဲ explanation လုပ်ချင်တယ်ကျွန်တော်အရာပဲရှင်းပြရှင်းတဲ့အရာတွေရှိတယ်ရှင်းပြလို့မရတဲ့အရာတွေရှိတယ်ဝိညာဉ်စုကျေးဇူးနဲ့တွားပါ Hallelujah ဖခင်သခင်ကအတိတ်တော်အရာကိုလုပ်လိမ့်မယ် Amen Hallelujah ဖခင်သခင်ကတင့်ကိုပိုအားကြီးစေလိမ့်မယ်ဒီအသင်းတော်ထဲမှာဖခင်သခင်တင့်ကိုပိုအားကြီးစေမယ် Hallelujah ယေရှုနာမနဲ့ကျွန်တော် prophet ပြုတယ် Hallelujah ယုံကြည်ခြင်းပါရှိပါ Hallelujah have faith my life I try to do everything and like I believe 2021 I go back to school I go back I take the class about real estate right real estate school but I failed the text after that I feel like how to say I feel very down myself and I ask God what do I do I ask God you can do everything but why not I'm not part of the text why not why I ask God that and I come back I pray to God and the Holy Spirit speak to me He can use me in His kingdom. Why only that? Even I fail the text. He want to use me in His kingdom. Hallelujah. And after that, I pray to God. And I fasted 40 days. 40 days. And I ask God, why? I need money. I need money for my family. For my new generation, I need financial breakthrough. I try to do by my own, by my ability. But God showed me that He can use me in His kingdom. After I fasted 40 days, God showed me His glory to glory. Hallelujah. He changed my life. I tried to do His nature thing. But God wants to use me in His kingdom, supernatural. Hallelujah. Sometimes you're trying to do by your own way, own thinking, own decision. But God wants to use you in His kingdom. Hallelujah. He wants you to have power, Christian power. Believer. You are a believer. You must have power. Many are believers. Don't carry the power of God. They try to come to church only Sundays, 2 nights. The clothes 2 nights. But when they come back at home, they don't trust God no more. They try to do the same nature thing. Try to live their life the same person. After God changed me that, after God talked to me that day, I decide myself, I make a decision to follow God, to be a minister, full-time minister. Hallelujah. God can change you. Don't think God cannot change you. Sometimes you have faced it with difficult time, difficult situation. It's not going to be forever, that problem. I have faced the text. I'm so depressed. I feel so down. But I need down to God again. Hallelujah. God give me something. And He give me His gift. Many of people, we have prayed for the people. Sickness people. Many miracles in my life. နမိတ်လက္ခဏာအများကြီးဖြစ်တယ်ကျွန်တော်အသက်တာထဲမှာလေစီးနေနဲ့ပတ်စာရတဲ့အရာတွေလည်းရှိတယ်ကြားဘူးလားအဲ့လိုမျိုးကြားဘူးပြီဒီခါတော့ဟာလေလုယာပြောပြမယ်ဟာလေလုယာကြားစီလား supernatural
When I went to Pakistan all the way, when I in the plane, what on a lady, she sit with me, and I showed her my picture to go to Pakistan, right? And first I saw her, she read the book about financial books, how to break through the financial, something like that. And I saw her book and I asked her, what do you read the book? Is the Bible? She said, no, it's a financial breakthrough books. And I show her my picture, flyer we go to Pakistan. She sit beside me, and I show her my picture to her. She asked me that, where do you go? I said, we go preach the gospel in Pakistan. She said, the Holy Spirit showed me, Holy Spirit want me to give you $500. Hallelujah. That is supernatural. Hallelujah. I never know that girl. I never know that lady. But wherever you are ready, God is ready. Hallelujah. You are ready tonight. You are ready today. God going to give you a new thing. Hallelujah. Never thought that. Never think about your life. God cannot use you. God can use you. Hallelujah. He doing something new for me. Supernatural money. No one give you money free. Yeah. God give you money on the plate. She just sit beside me. She's just my passenger, just like me. I never know her. But where God do is in your life, something new is going to happen in here. Hallelujah. You have faith. When you are ready, God is ready. Do you believe yourself you are ready today? God can use you? Yes. If you are ready, God is ready. Hallelujah. God will do something new for you. You people, hallelujah. Hallelujah for everyone. Don't think that you are small. When you receive, when you are hungry, the gift of God, everything can happen in your life. အဲ့ဒီအမျိုးသမီးကအမဲမဖြစ်တယ်ဂျော်ဂျီယာမှာနေတယ်တခါမှကျွန်တော်နဲ့မမြင်ဘူးတွေ့လည်းမတွေ့ဘူးကျွန်တော်တို့ရဲ့ခရီးသွားမယ့်အကြောင်းအရေးပဲသူ့ကိုပြတာဖြစ်တယ်တကယ်ပဲသူဝိညာဉ်တော်တိုးထိတယ်တဲ့ကျွန်တော်ဒေါ်လာ900လွှဲပေးမယ်တဲ့လေခွေးရောက်လိုက်ရောက်ဇဲနာဘောက်တောင်းပြီးတော့တခါတည်းလွှဲပေးတာ Hallelujah Praise the Lord တို့ဖခင်တခင်ကအဲ့ဒီအသင်းတော်ပေါ်မှာလည်းရှိနေတာဖြစ်တယ် Hallelujah နမိတ်လက္ခဏာတို့အမျိုးမျိုးရှိတာဖြစ်တယ်မမြင်ဘူးတဲ့အရာတမြင်ဖို့ဖြစ်တယ် Hallelujah Faith ဆိုတာအဲ့ဒါဖြစ်တယ် Sometimes you don't have nothing I have money that time but God revealed her to give me a money How cool is that you know How easy is that Don't try to get money from people Where God do it it's too easy Hallelujah Hallelujah When you have faith When you are ready God is ready Are you ready today Hallelujah God will bless you Hallelujah The gift of the Holy Spirit Have faith If you have faith Something new is going to happen in your life If you speak in tongues Something is going to happen in your life That is the Holy Spirit The gift of the Holy Spirit ဆုကျေးဇူးကတိတ်ကိုကြီးဝိညာဉ်ရေးမှာကြီးထွားစေတယ်ဘုရားသခင်နဲ့ယဉ်နီးစေတယ် You speak in tongue you speak mystery mystery is mean No you don't know anything တရားမသိပါဘူးအဲ့ဒီအရာတွေကလူတွေကိုပြောနေတာမဟုတ်ဘူးတဲ့ဒါပေမဲ့ဘုရားသခင်ကိုပြောတယ်တဲ့နည်းနည်းတော့အရာတော့ကိုဝိညာဉ်တော်အားဖြင့်ပြောတယ် You speak to the Holy Spirit and he will show you in mystery something new And I want another miracle. After we come back from Pakistan, we went to the Dallas Boardwalk. And then we sit with our pastor, spiritual father and mother.
in the office. And one of the lady brought her family, her husband and 2 children. She came to the office. She said, we used to pray for Myanmar people who preach in Middle East. And then she gave $1,000 to me and Pastor John. Hallelujah. Wherever you're ready, God is ready. There is a supernatural, my friends. Number one, low pain, I can't top on Chip. Supernatural is mean you're not doing your own. God do for you. The grace of God. It's not you how much you can do. God is doing for you. Hallelujah. ကျွန်တော်တို့ပါကစ္စတန်ကိုပြန်လာတဲ့အချိန်မှာအမျိုးသမီးကယောဂမှာကျွန်တော်တို့ဆရာကြီးနဲ့လာတွေ့တယ်ဆရာမကြီးနဲ့လာတွေ့တဲ့အခါမှာကျွန်တော်နေရာကိုလဲအဲ့ဒီနေမှာထိုင်နေတဲ့အခါမှာသူပြောတယ်မြန်မာလူမျိုးတွေတဲ့ Middle East မှာတရားဟောမဲ့သူအတွက်ပေါ်လာဖို့ရအတွက်ကျွန်တော်တို့ဆုတောင်းခဲ့တာတဲ့တော်တော်နေ့တော်ကြာပြီတဲ့အဲ့ဒီအချိန်မှာဘုရားသခင်ကသူ့ကိုဖွင့်ပြပေါ်ပြတယ်ဒီတော့ကို love ကြီးပေးဖို့ရအတွက်တဲ့ဒီတော့$1000ကြီးချက်နဲ့ရေးပေးတာဖြစ်တယ်ဒါကဘုရားသခင်လုပ်တဲ့အရာဖြစ်တယ်ဟာလေလုယာဘုရားသခင်လုပ်တဲ့အရာကအရာပဲလွယ်ကူတာဖြစ်တယ်ဘုရားကိုယုံကြည်ပါယုံကြည်ခြင်းအစ်စ်ကိုထည့်ပါဟာလေလုယာအရာလွယ်တဲ့အရာတွေမလုပ်ပါနဲ့မဆက်ကပါနဲ့ခက်တဲ့အရာကိုဆက်ကပါဟာလေလုယာ Don't try to do easy thing. Do it something new. There's the faith. အစ်စ်တော်အရာကိုလှုပ်ဆောင်ပါဟာလေလုယာကျွန်တော်တို့အသက်တာထဲမှာအရာပဲအရေးကြီးတယ်စုကျေးစုဆိုဘုရားသခင်ပေးတဲ့အရာရှိဖြစ်တယ်တောင်းဖို့ထားပါ hallelujah take care of it build all that speak in tongue set up your time maybe 1 hour speak in tongue pray in tongue God will do something new because He's going to show you a mystery thing in your life He showed me many things ဘုရားသခင်ကစုကျေးစုပေးလာတဲ့အခါမှာဒီဘယ်အရာမှကြောက်မှာမဟုတ်ဘူး။ဘာဖြစ်လို့လဲဘုရားသခင်ကတင်းတဲ့အတူအလုံးလုံးနေတာဖြစ်တယ်။အဲ့ဒီစုကျေးစုမှာပြည့်စုံနေတာဖြစ်တယ်ဟာလေလုယာ။ဒီအားငယ်စရာလည်းမလိုဘူးဟာလေလုယာ။အားငယ်တဲ့သူကိုအားပေးဖို့ဖြစ်တယ်။ Prophet ပြုချက်ဆိုတာနော်လူတွေကိုတိဆောက်တယ်တဲ့။ဒီလူတွေကိုတိဆောက်နေတယ်ဆိုတာဒီ Prophet ပြုပေးနေတာဖြစ်တယ်။ Prophetic ဖြစ်တယ်ဟာလေလုယာ။ တော့အသက်တာထဲမှာ prophetic life ကအရာပဲရည်ကြည့်တယ် Don't try to be the same person God is already changed you by Jesus Christ ယေရှုကိုတည်ရခြင်းဟာဟောင်းတဲ့အရာတို့ကပျောက်ကွယ်သွားတယ်တဲ့ Hallelujah ဒီဟာလူတိဖြစ်တယ်လူတိဖြစ်တဲ့အခါမှာလူတိလို့အသက်ရှင်ပါ Hallelujah အရင်တော့ကမြန်မာပြည်မှာနော်နေခဲ့တဲ့ပိုစာအရင်တော့ကနေရာဒီနေရာမှာနေခဲ့တဲ့ပိုစာပြောခဲ့တဲ့ပိုစာကျွန်တော်မပြောတော့ဘူး Hallelujah ဖခင်ကောင်းခြင်းများခြင်းကိုပြောမယ် Hallelujah I'm going to speak the good news of God Hallelujah I not try to do the same person no more I walk with God Hallelujah I preach with God I play with God Wow Hallelujah I sing with God. You must carry the gift of God in your life. Maybe you are in the part of in the ministry in your church. Don't try to just do something by your own decision. Just like myself, I try to do everything. I have failed, but God moved me in His kingdom. ဘုရားသခင်နိုင်ငံတော်ထဲမှာတေကိုကြီးသောအမှုနဲ့တေကိုအသုံးပြုခြင်းတယ် Hallelujah တေဟာပုံမှန်လူမဟုတ်ဘူး Supernatural ဟောင်းတဲ့အရာကပြောင်းလဲပြီအတိတ်သောအရာတေကိုပေးနေပြီ
He give you a new thing, new heart, new praising. I used to copy a people, like a singer in Myanmar. He have a very high voice. I try to copy him. But where I know God, God created me this different person. Piano kia, tini chino go. Tu miane matu opasi thara phid. Tu miane tu all lai lo siam lo. Tu all ti lai lo de tu lo wa ti phid twa ma. Tu kho tai tu lai kho ti kho ta ma. Ti ma kaw tu ma kaw ne ya tu pyo ta me tu le ti lai lo phid twa ma. Don't try to copy somebody. Copy our God, our living God. Yes. Piano we ateshiba. He created us like his image. Tu ye pota dane tu chano phasi de ne. He not create you like monkey. He created you to be like him. Hallelujah. You had to talk like him. Me and Pastor John, we always talk about when we see each other, we never talk about people. Now, talk behind the people. We talk only God. Hallelujah. What is God going to do? The reason people, when they don't take care of their spiritual gift, they talk about people. They judge people. Oh, this guy. Oh, this guy. They look like that. Look like that. Look at her. Look at her. He's too short. He's too tall. I've never do that. I don't do that. When I carry the gift of God, I don't need to do that. I want God more. I want His more, to fill me more, to prophesy more, to bless people more. That's it. That's it. Hallelujah. ကျွန်တော်အသက်တာထဲမှာစုကျေးစုကပဲကျွန်တော်တို့ကိုအလေးအမြတ်ကြီးထွားစေမှာဖြစ်တယ်။တေကလူတွေအားနဲ့ချက်ကိုမတည်ပြောနေမယ်ဆိုရင်တေရဲ့ spiritual gift ကိုတည် cue မဆိုင်သေးဘူး။ဒီနေ့ကနေစပြီးဆုံးဖြတ်ပါကျွန်မမပြောတော့ဘူး hallelujah ကျွန်တော်အပေါ်မှာမကောင်းခဲ့တဲ့လူလည်းကျွန်တော်မပြောတော့ဘူး hallelujah ကျွန်တော်ဖခင်ကိုပဲပြောမယ် hallelujah နောက်တစ်ခုကျွန်တော် cassette ကိုပြောင်းသွားတဲ့အခါမှာဖခင်တခင်ပေးတဲ့အရာပေါ့နော်ကျွန်တော် cassette CD ကိုပြောင်းသွားတဲ့အခါမှာဖခင်တခင်ကျွန်တော်နမင်းလက္ခဏာပြုတဲ့အရာကပါလဲဆိုရင်ကျွန်တော်ပြောင်းတော့မယ်လို့လုပ်တဲ့ပတ်မှာပဲလုပ်တဲ့လမှာပဲဖခင်တခင်ကတကားဖွင့်ပေးတယ်တနေ့ဖခင်တခင်တရားဟောဖို့ရတော့ဖခင်တခင်ကချိတ်ဆက်ပေးတယ်အဲ့ဒီလူတွေကပဲကျွန်တော်ကိုဖုန်းအရေးဆက်လာဖြစ်တယ်ကျွန်တော်တို့အသင်းတော်မှာတရားလာဟောပေးပါကျွန်တော်အသင်းတော်မှာကောင်းကြီးလာပေးပေးပါဆိုတာတကားဖွင့်လာတာဖြစ်တယ်ကျွန်တော်မှာပြောရှင်လဲဆိုတော့တေက ready move လုပ်တဲ့ခါဘုရားဖက်မှာ move လုပ်တဲ့ခါမှာဘုရားကတေကိုအတွက် ready ဖြစ်တာဖြစ်တယ် hallelujah God is open new door for me when I make a decision with God to move to Kansas God called to be me to be a minister and when I'm ready to move I try to sell my house the door is already open until today we go state to state country to country hallelujah နေရာတိုင်းမှာရောက်ခဲ့တဲ့နေရာဖြစ်သွားတယ်အဲ့ဒီ2023ကနေစပြီးတော့ကျွန်တော်အိမ်ရောက်တုံးဝဲရှိသေးတယ်ဘုရားသခင်ကလမ်းဖွင့်ပေးတာလူတွေကိုတဆူတောင်းပေးဖို့လူတွေကိုကောင်းချီးပေးဖို့အသေးတော်မှာဖြစ်လာတာဖြစ်တယ်တေးက ready ဘုရားသခင်ဖက်မှာ ready ဆုံးဖြတ်တဲ့အရာတွေကဘုရားနဲ့ဆုံးဖြတ်တဲ့အရာကဘုရားတာဝန်ယူတာဖြစ်တယ်ဆိုတော့တကယ်ပဲဘုရားသခင်ကိုတေဆာငန်းတဲ့ခါမှာတွားလာတဲ့ခါမှာဘုရားသခင်အပြောင်းအလဲအလေးများသုံးဘုရားသခင်လုပ်ပေးတာဖြစ်တယ်ဆိုတော့အဲ့တော့ကျွန်တော်အေရောင်းတုံးဝဲရှိသေးတယ်အိုင်ဝါမှာကျွန်တော်အခါမှမရင်းနေဘူးတဲ့နော်ကျွန်တော်ကြားလူမျိုးတရားဟောခွင့်ပေးတယ်အခါမှကျွန်တော်ဖိတ်ခါရမှမရှိဘူးကျွန်တော်အတင်းတော်ဟောမှကျွန်တော်နေတဲ့ခါမှာအဲ့လိုပြောလို့အတင်းတော်ဟောမကောင်းလို့ပြောတာမဟုတ်ဘူးအတင်းတော်ဟောမှကျွန်တော်ဘုရားသခင်အမှုတော်ဆောင်တယ်ဒါပေမဲ့ကျွန်တော်ဆုံးဖြတ်လိုက်တဲ့နောက် level တွားဖို့ရအတွက်ကျွန်တော်ဆုံးဖြတ်လိုက်တဲ့အခါမှာဘုရားသခင်ကဒီနေ့အထိပဲဘုရားသခင်ကတနည်းပြီးတနည်းတရားဟောတဲ့အခွင့်ဘုရားသခင်ပေးတာဖြစ်တယ် hallelujah ကျွန်တော်ပြောချင်တဲ့ကတရားဘုရားသခင်ပဲနဲ့ဆုံးဖြတ်တဲ့အရာတွေကဘ
ဖခင်တခင်နဲ့သဘောတူတဲ့အရာတွေကဖခင်တခင်ကတည့်အသက်တာထဲမှာအလိုလိုနဲ့အလုပ်သွားမှာဖြစ်တယ်တဘဝလုံးဖခင်တခင်လှုပ်သွားပေးမှာဖြစ်တယ်ဟာလေလုယာဆိုတော့ကျွန်တော်ပြောချင်လဲဆိုတော့ဖခင်တခင်ဖဲနာဆုံးဖြတ်ခြင်းကအရာပဲအရေးကြီးတယ်ဖခင်တခင်ကိုပို့ပြီးဆာငါးလေးတွာလာတဲ့အခါမှာမမျော်လင့်တဲ့ဖခင်ရဲ့တကားအတိတ်တော်တကားတွေဖခင်တခင်ဖွင့်ပေးတယ် Hallelujah I praise to God when I'm in North Carolina I praise Him I fasted 40 days after that God changed my life He opened door to door to international Hallelujah ဒီထဲမှာလည်း international homemade ကလေးတွေရှိတယ် Hallelujah You're going to be an international preacher international minister Hallelujah I see in my spirit Hallelujah don't try to normal person God can use you almightily don't try just to preach only your old people preach the whole world Hallelujah God can use you ဖခင်တခင်ကမြေကြီးဆုံးတိုင်ကိုအသုံးပြုခြင်းနဲ့ဖခင်တခင်ဖြစ်တယ်။ဘုရားတိုးလေးမမြင်ပါနဲ့တေဘဝတက်တာဖခင်တခင်ကိုတေကိုကြီးမားစွာအသုံးပြုနိုင်တာဖြစ်တယ်။တေရဲ့တာသမီကိုဖခင်တခင်ကြီးမားစွာအသုံးပြုနိုင်တာဖြစ်တယ်။ Hallelujah အကြောင်းအရေးအချင်းကြီးတက်တော့မဖြစ်စေဘူး။ကျွန်တော်တို့စုံချင်းဟာလေဖခင်တခင်ကချေးဆက်ပေးနေတာဖြစ်တယ်။ကဘာကိုလွှမ်းမိုးစင်မဲ့ကောင်းဆိုရင်အများကြီးပေါ်လာမှာဖြစ်တယ်။ Hallelujahဒီယုံနိုင်လား Hallelujah တေတာသမီပေါ်မှာ prophet ပြုနိုင်လား Hallelujah စုကျေးစုဆိုတာဒါတွေပဲဒီဘယ်လောက်ယုံကြည်ပေးနိုင်လဲတေတာသမီပေါ်မှာဖြစ်လာမှာ Hallelujah မမျော်လင့်နိုင်တဲ့အရာဒီကဝိညာဉ်တော်ကိုစာငါဝိညာဉ်စုကျေးစုကိုတည်တည်ဆောင်လာတဲ့အခါမှာဘုရားတခင်က supernatural အလုပ်လုပ်တယ်တဘဝလိုအလုပ်လုပ်တယ် nation thing it cannot grow you but where you move is the supernatural supernatural is invisible you cannot see it. But God only God can do it hallelujah ဘုရားတခင်ကပဲလုပ်နိုင်တဲ့အရာဖြစ်တယ်ဘုရားတခင်မလုပ်နိုင်တဲ့အရာမရှိဘူး supernatural ကအရာပဲအရေးကြီးတယ်ကျွန်တော်တက်တာထဲမှာ supernatural အနာရောဂါငြိမ်းချတော့ supernatural ဖြစ်တယ်ဒီမလုပ်နိုင်တဲ့အရာဘုရားကပဲလုပ်နိုင်တယ်ဖြစ်တယ်ဒီမလုပ်နိုင်တဲ့တကူဘုရားတခင်တကူကပဲအနာရောဂါကိုငြိမ်းစေနိုင်တယ်စုကျေးစုထဲမှာအနာရောဂါငြိမ်းစေတာလည်းပါတာဖြစ်တယ် prophet ပြုကျေးဆိုတာစုဘုရားတခင်ပေးတဲ့စုကျေးစုဖြစ်တယ်အဲ့ဒီစုကျေးစုကဒီဆံငါရရတာဖြစ်တယ်ဘုရားတခင်မပေးတဲ့အရာမရှိဘူး hallelujah ဒီစုကျေးစုကဘာအတွက်လဲဘုရားတခင်ရဲ့နိုင်ငံတော်ထဲမှာတည်အလုံးလုံးဖို့ရအတွက်ဖြစ်တယ်တည်ရဲ့ life မှာဘုရားတခင်တာ၍တည်အသက်တာထဲမှာကြီးမားသောအရာပေးချင်တဲ့ဘုရားဖြစ်တယ်စုကျေးစုဆိုတာဘုရားတခင်ကနော်ကျွန်တော်တို့အဖို့အခါနဲ့မပေးဘဲနဲ့ဘုရားတခင်ကကျွန်တော်တို့ပေးတာဖြစ်တယ်ဒီမထိုက်မတာဘဲနဲ့တေကိုပေးတဲ့အရာဖြစ်တယ် hallelujah အခုနားလို့ကျွန်တော်မထိုက်မတာဘဲဒေါ်လာ900ကျွန်တော်လာပေးသွားတဲ့မိကလေးတယောက်မထိုက်မတာဘဲနဲ့ဒေါ်လာ1000ရတဲ့အရာကျွန်တော်ကြာစီထားတာမရှိဘူးလေဒီအရာတွေကဘုရားသခင်ကလွယ်ပြီးဘုရားကပဲလုပ်နိုင်တယ်လေ hallelujah တေယုံကြည်ခြင်းရှိတဲ့အခါမှာနော်ဒါစုကျေးစုဖြစ်တယ်ဆိုတာကျွန်တော်ပြောပြချင်တာဖြစ်တယ် hallelujah အခြားတော့ဘာစကားပြောချင်ကအလ္လာဟ်ပြောနေတာမဟုတ်ဘူးဒီဘုရားသခင် the right ပြောနေခြင်းဖြစ်တယ် hallelujah you speak the right to God when you speak in another language you speak direct to God He will show you something new you never be the same you never be the same person when you prophesy your future prophet how you can prophesy I'm rich hallelujah I'm happy hallelujah I'm on fire hallelujah I'm full of with glory hallelujah ဘုရားဘုံတော်နဲ့ပြုတ်ရတဲ့သူဖြစ်တယ်ဒီကိုတေ prophet ပြုဖို့လိုတာဖြစ်တယ် hallelujah
ထိုးထွေးခြင်းညာလူတွေမြင်တဲ့အပေါ်မှာကောင်းချီးပေးပါဟာလေလုယာလူတွေမြင်တဲ့အပေါ်မှာပြောပေးပါဟာလေလုယာအားလုံးခဏလေးမတရားရအောင် let's stand now who want the Holy Spirit the give of the Holy Spirit I want you to come to the front and we want to pray for you we're going to pray for you you want from the give of the Holy Spirit speak in tongue if you never speak in tongue you cannot know the mystery when you speak in tongue you will know the mystery of God God will show you something new I want that people come to the front if you want a gift from the Holy Spirit အရှိကိုလာပါအခြားနောက်ပါစကားပြောဖို့တည်တဲ့လူတွေအရှိမကျေးဇူးပြုရလာပေးပါဆုတောင်းပေးခြင်းနဲ့ဘုရားသခင်ကအတိတော် new language တွေကိုပေးမှာဖြစ်တယ် hallelujah hallelujah လာပါဘုရားသခင်ကိုအကအတတ်မလို့နဲ့ hallelujah ဘုရားသခင်ရှေ့မှာယုတ်သားစွာလာပါဘုရားသခင်ကဒီမှာသင်တို့ကိုချစ်ပြီးသားဖြစ်တယ်သင်တို့ပေးခြင်းတဲ့အရာတွေရှိတယ်ဖြစ်တယ်ဒီအခြားတော့ဘာစကားပြောပြီးတဲ့နဲ့သင်ဘဝမှာနမိတ်လက္ခဏာတစ်ခုပြီးတစ်ခုရောက်လာမှာဖြစ်တယ် hallelujah come for work we want to pray for you if you want to receive the language from heaven God will give you God has already give you but I want to pray for you activate for you today come close come on oh hallelujah 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 waymaker chorus masobima sema Jesus let's worship him let's focus on the Holy Spirit let's worship him and then we're going to pray for you hallelujah Waymaker, miracle worker, Alone let me away from your good way. promise keeper, Lift up your hand and light worship in the him. darkness. My God, that is who you are. Waymaker, miracle worker, promise keeper, light in the darkness. My God, that is who you are. Waymaker, miracle worker, promise keeper, light in the darkness. My God, that is who you are. Waymaker, miracle worker, promise keeper, light in the darkness. My God, that is who you are. He will make a way for you Even when I don't feel glory, even when I don't feel it, yes you never stop walking. Yes. You never stop walking. Even when I don't see this, you're walking. Even when I don't feel this, you're walking. You never stop walking. You never stop walking. Even when I don't see this, you're walking. Even when I don't feel this, you're walking. We You have in never you, stop, Lord. you never stop We have in walking. you more. You never stop walking. Even when I don't see that you're walking. Even when I don't feel that you're walking. You never stop walking. You never stop walking. Even when I don't see that you're walking. Even when I don't feel that you're walking. You never stop walking. You never stop walking. Waymaker, miracle worker, promise keeper, light in the darkness. My God, that is who you are. Even when I don't see that you're walking. Come on, have faith in him. Come Even on. when Sing I it with don't your feel heart. that you're Yo, DJ, let walking. this over. You never Yo, You DJ, let never this over. stop Come on. walking. You never stop. Sing with your faith. You never stop Sing it walking. with faith. Even when I don't see that you're walking.
Even when I don't feel that you're walking, you never stop walking. Oh, yeah, mama, mama, Never mama. stop. Waymaker, miracle walker, promise keeper, light in the darkness. My God, that is who you are. Thank you, Jesus. Waymaker, miracle walker, promise keeper, light in the darkness. My God, that is who you are. Thank you, that is Jesus. who you are. Thank you, Jesus. That is who Thank you you are. that you have made a new way for us today. You are. Oh, Shandala Baba. That is who you are. Hallelujah. That is who you are. Now, I want you to speak with me with your new language. And I will count 1, 2, 3. We don't speak Chin language. We don't speak Burmese. We don't speak English. God is already give you all a spiritual gift, but I want you to have faith. Speaking with your faith. Hallelujah. Try to speak with your faith. Try speaking with faith. Have faith. Don't speak Chin language. Don't speak the one you know the language. Speak another tongue. God will give you. Hallelujah. After I call 1, 2, 3, everybody speak another tongue. God is already give you. Are you ready? Are you ready? No speak Burmese, no English, no Chin, no Korean, no Koreanese. Speak another tongue. Are you ready? 1, 2, 3. Shatakabayada baraba baba. Shakabaraba baba baba. Rikama shakaraba. Rikama shakaraba baba. Ribaba receive it. Receive it. Shadaraba baba. Feel. Speak up. Speak up. Shadaraba baba. Don't be afraid. Speak up. Kabaraba. Receive it. Receive it. Receive it. Shiva. In the name of Jesus. In the name of Jesus. Shadaraba baba. Receive it. Receive it. Mataraba. Shadaraba baba. Shadaraba baba. Speak out. Speak out. Shabakataraba diaraba. Ribebe. Orama shadaraba baba. Shadaraba baba. Shadaraba baba. Receive the gift of God. Receive it. New language, new blessing, new language, new blessing, new language, new blessing. Shakandara baba, fire. Orakandara baba 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 baba. Ora baba baba mola. Feel. Shaka baba, shaka baba, shaka baba baba. Receive it, speak up, speak up. Maja bakatara baba. Fire, fire, fire. Shakatara baba baba. Receive a new blessing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 . Shakatara baba baba. Fire, fire. Shakatara baba. New language, new blessing. New language, new blessing. Shakatara baba. Shakatara baba. Receive new blessing. Thank you, Jesus. Thank you, Jesus. Jesus' mighty name. Jesus' mighty name.
God is good. Give you. God's already give you. Seek it. Take it. Take it. Hallelujah. Take it. Take it. He already gave you. He already gave you. The name of Jesus. Wherever you pray in tongue. He already received it. In Jesus' name. New blessing going to happen in your life. Hallelujah. The great things going to happen in your life. Because you received a new language. This is from heaven. This is from heaven. Hallelujah. Hallelujah. Okay, look at me. Oh my God. How many of you receive new language? You receive it? You speak new tongue? Yes? You receive? Not yet? What about you? You speak up? What about you? Okay. I'm gonna pray for you one more time, okay? Speak with me, hallelujah. You speak Chin language, no Burmese, no English. Oh, Rakataraba, God is already give you. Shikabarama mama baby. Shoto robo robo sonda robo. Oh, Rakaba blessing, new blessing. New blessing, new blessing. Shikana robo Yes. Yes. Receive it. Receive it. Kamaraba tabaraba. Shandaraba kandaraba. Don't be afraid. Shandaraba. Receive it in Jesus' name. Receive it in Jesus' name. Thank you, Jesus. 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 In Jesus' mighty name. Amen. Amen. Hallelujah. Hallelujah. Thank you. You receive it. You already received it. Touch it. Yes. Hallelujah. Hallelujah. Siamaya tatarema chanopiare. Dia suji sushi. Dia hoi lu de piao lai de yao chanopiare. Hallelujah. Biro phaya de ga. Evangelist ma te ko tong pyu na chanopiare. Dia na mai lekhana de ho pyo de yao chanopi twi yare. Di mne ga di sai po thu cha la ma phit de hallelujah. ဘုရားလည်းလူတွေကတဲ့ကိုဖိတ်ခေါ်လာမယ့်အရာကိုကျွန်တော်မြင်ရတယ် state to state country to country တွေတွားရမှာဖြစ်တယ်ယေရှုနာမနဲ့ကျွန်တော် prophet ပြုတယ်they are no more the go ပါတယ် they are no more the go ပါတယ် fire Lord fire anointing for the name of Jesus more Lord oh mama oh rabbi အားရစရာအကြောင်းမရှိဘူး oh hallelujah ဘုရားတကယ်ကကြီးမားစွာဒီနှုတ်အဖြစ်လူတွေကောင်းချီးခံစားရမယ်ဒီ online တဲ့အရာဒီ hall လိုက်တဲ့အရာလူတွေကောင်းချီးခံစားရတယ်အတုံးပြုပါတာရဟောပြောပါတာရဟောပြောပါ oh lama take it be shit သူကစုကြည်စုရှိတော်သူဖြစ်တယ်တာရအတုံးပြုပါဘုရားတခင်ကအတိတ်တော်အရာတွေဒီကနေစပြီးလုံးမှာဖြစ်တယ်ယေရှုနာမနဲ့ကျွန်တော် prophet ပြုတယ်Oh Ramama take it. Hallelujah. Hallelujah. David surah the Meshila di tema. Anyone have names David? Anyone have names David? David Sheila. David Sheila. Sheila. Hallelujah. Shakara baba hididi. Thank you Jesus. Thank you Jesus. Thank you, Jesus. Brother, come here. What's your name? Zoe. What grade are you now? Soccer? College? I see in my spirit. In the future, you're going to preach gospel. I don't know what you're doing now, but God's going to use you. I see you in my spirit, like you run around
and you preach the gospel with fire. Do you have sister? No sister? Hallelujah. Hallelujah. I see you preach in a university. Something like that. I see you run around and preach with fire. Do you read Bible? Yes? You learn about that? I don't know you, right? But God is showing me that. You're going to preach with fire, with anointing. Raise your hand. Lift out your hand. He's going to anoint you. Hallelujah. Fire, Lord. Fire, Lord. Anointing. Anointing. Fire. Fire. Use his hand. Use his hand. In the future. In the future. You pray. You pray. You pray for the people. I see you pray for the people. Oh, Shakara Mama Mama Mama. Fire, Lord. Fire. Anointing. Anointing more. Lord. Anointing more. Use his more. Oh, Rababa. Global anointing. Global anointing. The Bible is going to be increased. The word of God is going to be increased. Yamama, the power is coming out of your mouth. Fire, Lord. The reason we are here is for you, my brother. It's for you. Fire, fire, fire. In the name of Jesus. In the name of Jesus. Many young people will change by you. Many young people will change by you. Power, power evangelist. Power, power. In the name of Jesus. Itaw kaung chipere. Itaw tayo atong piuba. Itaw tayo atong piuba. Nagko na mele kana atong piuba. Burom ni pelo Jesus dinay. Burom ni pelo Jesus dinay. New way. Miracle worker. Jesus' name. Shuna mana kau chipere. In the name of Jesus. Shuna mana suka kau chipere. Amen. I want to invite Pastor John to preach for us. Hallelujah. Can we give a big hand for him to come to the front? Thank you all. အားလုံးလက်ကိုတီးပြအောင်ကျွန်တော်တို့ဆရာဆေးနော်ဖျားချက်သူကောင်းချီးပေးပါစေဒီခဏလောက်ထိုင်အောင် you may be seated yeah a few minutes okay soညီမဟဲလီလာပေးပါဦးဘာရပြန်ပေးပါဦးနော်ဒီနေ့so we have let's welcome to our interpreter yeah her name is Helen Hello. ဟုတ်ပြီဒီချိန်မှာခဏလောက်ကျွန်တော်တို့ video clip တစ်ခုကိုကြည့်ရအောင်နော် Let's all watch a short video. video clip အဆင်ပြေလားမသိဘူးเนาะတစ်ချက်လောက်အဲ့ဒါဆက်ရပြီးတော့ကျွန်တော်ဖုန်းထဲမှာတစ်ချက်လောက်အမဓာတ်ပုံလေးပါတယ်အဲ့ဒါတစ်ချက်လောက်သူတို့ကိုယူလာပဲကျွန်တော်ပါဟုတ်ဗီဒီယိုပြပေးပါဒီကောက်ကိုပေါ့လို့ဟုတ်ခဏလောက်ကြည့်အောင်လေเนาะ video clip ကိုမီးပိတ်လို့ရလို့ရှိရင်မီးပိတ်လို့ရတယ်ဒါပါကစ္စတန်မှာဖြစ်တယ်တော့ဘာလို့ပြန်ပြီးပါညီမဟဲလင်းဒါပါကစ္စတန်မှာဖြစ်တယ် This is at the Pakistan. 3 လပိုင်းပေါ့နော်အတန်လေးလောက်ချိပြီးလို့ရတယ်ဒါကျွန်တော်ရဲ့ဝိညာဉ်သားဖြစ်တယ်ပေါ့နော် This is Christian's time. I believe the hell is already open. We give you glory this day.
minister here. Bakriya Hamajula. And if Jesus is my Savior and my Lord. Yes. အမေလက်ကုပ်တီးအောင်ဘုရားတခင်ကိုဘုန်းပေးရအောင်ဟုတ်ပြီမီးဖွင့်လို့ရပြီဟော thank you ဝါဘုရားရဲ့ကျေးဇူးတော်ကြောင့်ဖြစ်တယ် It's the goodness of God. ဒါအယောက်9000ပေါ့နော်9000ကြော်ပြီထင်တယ်နော်လူတွေနော်9000 There's more than 50,000. yeah အခုတော့ကျွန်တော်တို့ရဲ့အသင်းတော်ရှိပြီဖြစ်တယ် Now ပါကစ္စတန်မှာ now we have our own ministry in Pakistan. hallelujah amen လက်ကုပ်တီးအောင်အခုဒီဇင်ဘာ12ရက်နေ့မှာကျွန်တော်တို့ Clay Ministry အယောက်1500ယောက်ကလေးတွေပဲကျွန်တော်တို့အေဝံဂေလိဟောမယ်လက်ဆောင်ပေးမယ်ခရစ်စမတ်လက်ဆောင်ပေးမယ်အစားအသောက်ဝင်ငါမယ်အစီအစဉ်ရှိတာဖြစ်တယ် Upcoming December 12, we will be having children minister and youth minister, and we will have a lot, like over 1,500 people, children and youth, and then we will be giving out like present, gifts, and other stuff, and we'll be having food catering too. ဓာတ်ပုံလေးအဲ့ဒါပြပေးလို့ရလားတစ်ချက်တော့နော်ဆောနာအမကလေးတွေဓာတ်ပုံလေးနော်ကျွန်တော် flyer တွေတစ်ချက်တော့ပြပေးလို့ရလားစင်ပြေတယ်ဆိုလို့ရှိရင်နော်တစ်ချက်ကြည့်ရအောင်လေနော် We will be looking at some of the videos and picture that happened the last year. ခုဒီဇင်ဘာ12မှာဟုတ်ပြီအစင်ပြေလားမသိနော်ပြီးတော့ကျွန်တော်တို့အေဝံဂေလိကျွန်တော်တို့တရုတ်ပြည်မှာလည်းလုံးမှာဖြစ်တယ်မြန်မာပြည်မှာလည်းလုံးမှာဖြစ်တယ် They will be doing ministry in Burma and also in China. China မှာလည်းကျွန်တော်တို့အတင်တော်ရှိတယ် We have our own ministry in China too also. မြန်မာပြည်မှာလည်းရှိတယ် Also in Burma. အဲ့ဒါကြတော့ဆယ်ဆယ်နဲ့ကျွန်တော်ကိုယ်တိုင်ကျွန်တော်တို့နှစ်ယောက်ကိုယ်တိုင်ဥဆောင်တဲ့အသင်းတော်တွေဖြစ်တယ်ပေါ့နော် Those ministries are led by Sia Ki and Sia Seren. ဒါကတော့ Children Ministry เนาะအခု12ရက်နေ့မှာကျွန်တော်တို့လုံးမဲ့ကလေးတွေเนาะ Ministry အတွေ့ဖြစ်တယ် This is the picture of the children ministry that they're leading right now. ထပ်သွားလို့ရသေးတယ်ရှိတယ်လားဒါကတော့ကျွန်တော်တို့ရဲ့အသင်းတော်ဖြစ်တယ်ဆောင်းတော်ပုံကဒါကျွန်တော်တို့ရဲ့အသင်းတော်ပါကစ္စတန်မှာရှိတယ်ကျွန်တော်တို့ရဲ့အသင်းတော်ဖြစ်တယ် It's a member of the ministry from Pakistan. Hallelujah လက်ကုပ်ထီအောင်ဟုတ်ပြီနောက်ထပ်ဟိုဓာတ်ပုံရှိလားအမဒါကြတော့ကျွန်တော်တို့လွန်ခဲ့တဲ့နှစ်တုန်းကကျွန်တော်တို့သွားခဲ့တဲ့ဥစ္စာဖြစ်တယ် This is from the past 2 years ago. ကျွန်တော်တို့လူကြီးလူငယ်ကလေးပါအကုန်ကျွန်တော်တို့အေဝံဂေလိ ministry လုပ်တာဖြစ်တယ် From adult to the young, it's like the kids. ဟုတ်ပြီဟုတ်တယ်နော်ဒီမှာကျွန်တော်တို့ရဲ့ခေါင်းဆောင်တွေအများကြီးပါတာဖြစ်တယ်ဟုတ်ပြီထက်သွားလို့ရတယ်သွားလို့ရတယ်ဟုတ်သွားပါသွားလို့ရတယ်ဟုတ်ပြီသွားလို့ရတယ်ဟုတ်ပြီသွားလို့ရတယ်ဟုတ်ဒီမှာကျွန်တော်တို့ကိုယ်တိုင်ဒီမှာနော်အေဝံဂေလိဟောတဲ့အရာတွေဖြစ်တယ်ဟောဟာလေလုယာဟုတ်ပြီတော်လို့ရသေးတယ်ပါအယံစင်ရတဲ့လူတွေပါတာဖြစ်တယ်ဒီထဲမှာ There's a lot of the poor. ဟုတ်ပြီတော်လို့ရတယ်တော်လို့ရတယ်တော်လို့ရတယ်ဟုတ်ပြီဟုတ်ပြီနောက်ထပ် flyer တစ်ခုရှိမယ်အဲ့ဒါတော့ time ချင်းမိုင်ပေါ့နော်
ကျွန်တော်တို့နောက်နေ့ February လနောက်ဆုံးမှာလုပ်မဲ့အာရှခီးစဉ်တခုရှိအောင်ပဲအဲ့ဒါပြပေးလို့ရလား February လနောက်ဆုံးမှာချင်းမိုင်မရှိဘူးတဲ့ဟာလားမပါမိဘူးတဲ့ဟုတ်မပါမိဘူးဆိုလို့ရှိရင်နော်မနေ့ဖက်လည်းအချိန်ရှိသေးတယ်နော်အဲ့တော့နောက်နေ့ကျွန်တော်တို့February လနောက်ဆုံးချင်းမိုင်မှာကျွန်တော်တို့ conference crusade ရှိမယ် Malaysia Singapore ကျွန်တော်တို့ရှိမှာဖြစ်တယ် At the end of like February, they will have a crusade and ministry conference in Chiang Mai, Bangkok, Thailand, also in Malaysia and Singapore. အားရကြောင့်မလို့ဒီယာဆူတောင်းကူညီပေးပါ Please help us with the prayer. ဒီဇင်ဘာလနောက်ဆုံးပတ်မှာကျတော့ကျွန်တော်တို့ကနေဒါမှာရှိမှာဖြစ်တယ် At the end of December, we'll be in Canada. ဟာလေလုယာလက်ခုပ်တီးပြီးတော့ဘုရားကြီးဘုံပေးအောင်ဟုတ်ပြီဒီချိန်မှာကျွန်တော်တို့ကြည်ရတဲ့ဆရာမိုးဆက်နော်တသိခံမဲ့အချိန်နော်ခဏလောက်နော်ကျွန်တော်တို့အချိန်ယူစီခြင်းတဲ့သူ့ရဲ့အသက်တာထဲမှာဘုရားပြုတဲ့မှုရာတွေအတွက်တသိခံမဲ့အချိန်နော်အားလုံးလက်ခုပ်တီးပြီးတော့ဆရာမိုးဆက်ကိုနော်ကျွန်တော်တို့ဖိတ်ခေါ်ပေးအောင် Now it's time for a testimony from our beloved Siam Moses. Hallelujah. 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 Woo! Hallelujah. Woo! Pure la. Are you guys happy? Pure laဖြစ်တယ်။ Amen. ကျွန်တော်လည်းတပ်ပုံတစ်ခုပြပေးဖို့ဖြစ်မယ်။အမျိုးသမီးပုံနော်မျက်မှန်လေးနဲ့ this beautiful ပုံအရင်ပြဖို့။ဒီတယောက်ကျွန်တော်သူ့ကိုမိတ်ဆက်ပေးမယ်နော်မိတ်ဆက်ပေးရတဲ့သူကဘယ်လိုမျိုးလဲဘယ်လိုဖြစ်ခဲ့တယ်လဲဆိုတဲ့အရာလေးနဲ့ဒီနေရာမှာခွန်အားပေးခြင်းနဲ့ I would like on every birthday of hers သူမွေးနေ့လုံးမဲ့အချိန်ရောက်တိုင်းအဲ့ဒီနေ့ရောက်တိုင်းမှာသူဟာမချမ်းမာဘူးဖြစ်တယ် every single time when it's about to be her birthday she is always sick or she's never healthy သူဟာအသက်30လောက်ရှိပြီဖြစ်တယ် she's about 30 years old အသက်30လောက်မှာနေ့တိုင်းတခြားမွေးနေ့လုံးမဲ့နေ့တိုင်းမှာ every single time she's about to celebrate her birthday မွေးနေ့လုံးတယ်ဆိုတာပျော်ဖို့မဟုတ်ဘူးလား isn't it to be happy on your birthday ဒီဘက်ကလူငယ်တွေမင်းရအောင်မွေးနေ့ဆိုတာပျော်ဖို့မဟုတ်ဘူးလား he would like to ask all the youth isn't it like a birthday celebrating birthday is supposed to be a happy occasion ဟုတ်တယ်ကိုယ်တငယ်ချင်းတွေကိုမပျော်စေချင်ဘူးလား don't you want your friends to be happy ကိုတိုင်ရောမပျော်ဘူးလား don't you want to feel happy yourself too ဒါပေမဲ့ဒီမျိုးသမီးကမွေးနေ့ရောက်တိုင်းမှာမပျော်ရအောင်ဖြစ်တယ် but this lady right here she never got to experience the happiness on her birthday မွေးနေ့ရောက်တိုင်းမှာသူဟာနေမကောင်းဘူးဖြစ်တယ် every birthday upcoming birthday she's always sick သူရဲ့မွေးနေ့ဟာငိုကြွေးရနေ့ရဖြစ်တယ် her birthday is always with tears သူရဲ့မွေးနေ့ရောက်လာဖို့သူကကြောက်နေရတာဖြစ်တယ် she's always afraid to reach her birthday သူရဲ့မွေးနေ့ကမပျော်ရွှင်မှုဖြစ်တယ် her birthday is not happy occasion for her သူရဲ့မွေးနေ့ကကျမ်းမာခြင်းမဖြစ်လာဘူး her birthday is not a healthy years ဒီနေ့ကိုရဲ့မွေးနေ့ရောက်တိုင်းမှာလူတိုင်းကမပျော်ချင်ဘူးလား whenever it's about your မွေး birthday don't နေ့ you ဆိုတာ guys ပျော်တဲ့နေ့ရက်လေ Happy Birthday လုပ်တယ်ဆိုတာ a birthday is supposed to be happy occasions Hallelujah ဒါမဲ့ဒီမျိုးသမီးကမပျော်နိုင်ဘူးဖြစ်တယ် but she could not be happy သူမျက်ရည်ကျပြီးတော့မှသူမွေးနေ့မှာကျွန်တော်နဲ့တွေ့တယ် he met hers on her birthday with tears ဆူတောင်းပေးဖို့ပြောပါတယ် she asked for prayer ပြီးတော့သူတခြားယောဂတစ်ခုရှိသေးတယ် she has a different kind of disease သူရဲ့ယောဂဒီခြေထောက်တွေမှာသူကအနာအကြီးကြီးတွေရှိတယ်
She has like some kind of like itching disease, eczema or something like that on her legs. သူကပြောတဲ့ဆေးရုံပြတဲ့အခါမှာဆရာဝန်တွေကဒီခြေထောက်ကျမ်းမာဖို့ဒီအနာကိုကူးမယ်ဆိုရင်ကူးလို့မရတော့ဘူး The doctor told her that it could not be able to heal her disease. ဒီအနာပြောက်ဖို့ဆိုရင်ခြေထောက်ကိုဖြတ်ရမယ်လို့ဆရာဝန်တွေကပြောပါတယ် To be able to heal, her legs supposed to be cut off, like capitated. မွေးနေ့ရောက်တဲ့ချိန်လည်းမပျော်ရဘူး She could not be happy on her birthday. တခြားနေ့ရက်တွေမှာလည်းမပျော်ရအောင် She could not be happy on any ဒါဆို other လူ day. ဖြစ်လာတာကမပျော်ရအောင်ဖြစ်တယ်သူ့အတွက် There's nothing to be happy about her, for her. ဒါပေမဲ့ကျွန်တော်နဲ့တွေ့တဲ့အခါမှာ तू ဆူတောင်းခံတယ်ဆူတောင်းပေးပါဆရာလို့ပြောတယ် So she came to him asking for prayer. Please pray for me. ကျွန်တော်လည်း तू နဲ့တွေ့တဲ့အခါမှာအယံဝန်းနေတယ် When I met her, I was also saddened by तू နှစ် her. ပေါင်းများစွာခံစားနေရပြီ She'd been feeling the pain for a long time, လပေါင်းများစွာခံစားနေရပြီ monthly. तू ငိုခဲ့ရတာလူတွေမသိဘူးကွဲရမှာလပေါင်းများစွာနှစ်ပေါင်းများစွာဖြစ်နေတယ် Nobody knows how much she cries, years and years and months. तू နောက်ဆုံးမှပြောတဲ့စကားတော့ငါတည်ရင်တော့မှအမေအဖေမွေးဖွားတဲ့ခြေလက်အင်္ဂါစုံနဲ့ပဲငါတည်ချင်တယ်လို့ပြောတယ် She said even if she passed away, she would like to pass away with like her hands and her feet that like came out from her mom womb. तू ဆုတောင်းခံတာကတော့စုံလင်စွာခြေထောက်ခြေလက်ဆရာဝန်တွေမဖြတ်ရဘဲနဲ့စုံလင်စွာနဲ့တည်ဖို့ပဲ तू ဆုတောင်းခံတာဖြစ်တယ် She prayed to be dead, like she prayed to pass away but with a full body without cutting her legs. ကျွန်တော်ဆုတောင်းပေးလိုက်တယ်နောက်နေ့တည်းရမွေးနေ့ရောက်တဲ့အခါမှာသင်ချမ်းသာရမယ်လို့ဆုတောင်းပေးလိုက်တယ်နောက်နေ့မွေးနေ့ရောက်တဲ့အချိန်မှာသင်ချမ်းသာရမယ်လို့ကျွန်တော်ဆုတောင်းပေးလိုက်တယ် And then he prayed for her. The next upcoming birthday of her, she will be healthy again. ယေရှုနာမနဲ့ချမ်းသာပြီလို့ဆုတောင်းပေးလိုက်တယ် She's healthy again in the name of Jesus. I pray for her. ကျွန်တော်တို့မချမ်းသာလားချမ်းသာလားမဆိုင်ရပါဆိုတစ်နှစ်ကျော်မှအဖြေရမယ်ကိစ္စဆိုတော့ He didn't. တစ်နှစ်ကျော်မှအဖြေရမယ်ကိစ္စဖြစ်တယ် It's something like the outcome supposed to be known in a year. အဲ့ဒါဆုတောင်းပေးပြီးတော့တစ်နှစ်ကြာသွားတယ် Like after praying, it ended up being a year. အဲ့ဒါတစ်နှစ်ကြာတဲ့အခါမှာသူမွေးနေ့ရောက်လာတယ် And after years passed, it became her birthday. ဟာလေလုယာသူမွေးနေ့ရောက်လာတဲ့အခါမှာသူဟာမဖြားတော့ဖြစ်တယ် On her upcoming Hallelujah. birthday, she's not sick no more. သူရဲ့ခြေထောက်အနာလည်းပျောက်သွားတာဖြစ်တယ် The pain she has on her legs are Hallelujah. gone. မွေးနေ့မှာမငိုရတော့ဖြစ်တယ် She does not have to cry again on her birthday. မွေးနေ့ကိုချမ်းမာနဲ့ကြော်ဖြတ်ရတာဖြစ်တယ် She got to celebrate her birthday with a healthy legs and a healthy mind. ဒီနေ့ဒီမှာရှိတဲ့လူတွေဆုတောင်းပေးခြင်းနဲ့ He would like to pray for people here. ကိုယ့်ရဲ့မွေးနေ့နဲ့ပတ်သက်ပြီးမှမပျော်မစွင်ဖြစ်တဲ့လူရှိရင် There are some people who is not happy after celebrating their birthday. ကိုယ်လူဖြစ်လာတဲ့အရာပေါ်မှာမပျော်မစွင်ဖြစ်တဲ့ဆိုရင် They're not satisfied with their life. ဒီနေ့အဆုံးတန်းရမယ့်နေ့ဖြစ်တယ် Today is the end for that. ဟာလေလုယာဒီနေ့အဲ့ဒီနေဘယ်ကိုထားခဲ့ရမယ့်နေ့ဖြစ်တယ် You have to put that in the past. အဲ့ဒီနေဘယ်ကိုထားခဲ့ရမယ်ဟာလေလုယာဒီမှာရှိတဲ့လူငယ်တွေခွန်အားပေးခြင်းနဲ့ He would like to encourage the youth here. ဒီမှာရှိတဲ့လူကြီးတွေကိုခွန်အားပေးခြင်းနဲ့ He would like to encourage the elders too. ကိုယ့်ရဲ့မွေးနေ့ကိုလူဖြစ်လာရတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီးမှမပျော်ရွှင်နိုင်ဘူးဆိုရင် If you cannot be happy with the birth of your birth, ကိုယ့်ရဲ့နေ့ရက်နဲ့မကျေနပ်နိုင်ဘူးဆိုရင် if you don't feel satisfied with the day that you have, ဆုတောင်းပေးခြင်းနဲ့ I would like to pray for you. ဝိညာဉ်တော်ဖျားတင်လွတ်မြောက်စေမှာဖြစ်တယ် The Holy Spirit, ယေရှုဖျားနာမနဲ့တင်လွတ်မြောက်ဖို့ဖြစ်တယ်တင်ထိုင်ရိုင်းနဲ့ကြမ်းမာလာမှာဖြစ်တယ်ဝူးဟာလေလုယာညသွားလားဒီနေ့ဆုတောင်းပေးခြင်းနဲ့
I'd like to pray. မွေးနေ့ကိုယ့်ရဲ့နေ့ရဲ့ကိုလူဖြစ်လာရတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးမှဒီနေ့အထိမပျော်ရွှင်နိုင်ဘူးဆိုရင် If you're still not happy for being born, ဆုတောင်းပေးမှာဖြစ် I'd like to pray. ဒီဟာမဆုတောင်းခင်မှာနောက်တစ်ခုတပ်ပုံတစ်ခုကြည့်ချင်တယ် I'd က like လေးပုံ to တစ် show ခု you another picture. ယောက်ျားလေးဟေးအိုင်သူနဲ့ပတ်သက်ပြီးမှတစ်ခုတသိခံချင်တယ်သူအမျိုးသမီးကမလေးရှားမှာဖြစ်တယ်နောက်ဒီကလေးမမွေးခင်မှာနောက်တစ်ယောက်ကလေးမွေးတယ်အဲ့ချိန်မှာအရန်ခက်ခဲတယ်ပင်ပန်းစွာနဲ့မွေးဖွားတယ် Okay, so he would like to show a testimony of the baby moms. Before this baby was born, there's another kid, and they were struggling a lot in Malaysia. ဒီကလေးမွေးမဲ့အချိန်မှာတော့ On the day that the baby was supposed to be born, အရင်လိုမဖြစ်ချင်တော့ဘူး तू က she does not want to experience like before. तू လာဆုတောင်းပေးပါလို့ဖုန်းခေါ်တယ် She called me to pray for her, ကျွန်တော်လည်းတွားပါတယ် and I went. तू ပြောတယ် She said နာကျင်စွာနဲ့ခွဲစိတ်ပြီးတော့မှကျွန်မမမွေးချင်ဘူးလို့ပြောတယ် she don't want to give birth like with C-sections or like delivers naturally, like the pain. She don't want to give birth with the painfulness. ပြီးလို့ရှိရင်မခွဲစိတ်မဲ့ဆိုရင်မလေးရှားမှာဆိုတော်ငွေကုန်တာဖြစ်တယ် To do surgery, like C-section for the baby mom, it costs a lot of money. ကျွန်မအဲ့ဒီခွဲစိတ်ပြီးမှကုန်ကြမဲ့ငွေအလုံးကိုလည်းဖယားကိုပေးမယ်လို့ပြောတာ And then she would like to give all the money that to God instead of spending into the surgery or the C-section. ဟာလေလုယာ Amen. အဲ့ဒါနဲ့ကျွန်တော်လည်းဆုတောင်းပေးလိုက်တယ် And then I pray for her. ဆုတောင်းပေးဖို့ကတော့ကျွန်တော်ကိစ္စဂျာနဲ့ကိစ္စဝိညာဉ်တော်ကိစ္စအာမင် My job was to pray အဲ့ for ဒါ her. ကျွန်တော်လည်း And ဆုတောင်းပေးလိုက်တယ် whatever she desire is what God gonna give her. တပတ်ကြော်တဲ့အခါမှာ After a week, အဲ့တယောက်ဆေးရုံရောက်သွားတယ် she went to hospital. အရင်တုန်းကလို့လည်းမဖြစ်တော့ဘူး She never experienced the past နာ pain. ကျင်ခြင်းတွေလည်းမခံစားရဘူး No more. She didn't feel any pain. ဟာလေလုယာ And ကောင်းမွန်စွာနဲ့ she get saved ချမ်းချမ်းမာမာနဲ့ with help ဖြစ်တယ် God to deliver the baby. ဟာလေလုယာဒီနေ့ဒီမှာအဲ့ဒီနယ်ပယ်ကိုတင်သွားခြင်းနဲ့ဆိုရင် If you would like to be like that, အဲ့ဒီဝိညာဉ်နယ်ပယ်ကိုတင်သွားခြင်းနဲ့ဆိုရင် if you like to go to the Holy Spirit way up there, ဒီနေ့ဆေးထွက်လာဖို့ဖိတ်ခေါ်တယ်မျိုးသမီးဒီနေရာမှာဆုတောင်းပေးခြင်းနဲ့အဲ့ဒီနယ်ပယ်မှာကျွန်မမတ်တရခြင်းနဲ့ယုံကြည်ခြင်းနဲ့ထွက်လာဖို့ဖိတ်ခေါ်တယ် I would like to pray for you. If you would like to experience the same miracle, come up forward with faithfulness. နံပါတ်1မှာကိုယ့်ရဲ့မွေးနေ့နဲ့ပတ်သက်ပြီးမှမပျော်ရွှင်နိုင်ဘူးဆိုရင်ရှင်းထွက်လာပါ If you could not be happy with your birthdays or being born, or like you feel unsatisfied with what you're feeling, ဟာလေလုယာရှိမလား come forward. ကိုယ့်ရဲ့မွေးနေ့နဲ့ပတ်သက်ပြီးမှမပျော်နိုင်ဘူးကိုယ့်ရဲ့မွေးနေ့နဲ့ပတ်သက်ပြီးမှမကျေနပ်နိုင်ဘူးကိုယ့်ရဲ့လူဖြစ်ခြင်းနဲ့ပတ်သက်ပြီးမှဒီနေ့ထိကိုဖြစ်ခြင်းနဲ့နယ်ပယ်ကိုမရောက်နိုင်ဘူးဆိုတဲ့လူရှိလား Anyone Shit, who Lava. does not feel satisfied, like being like born, or like no, you're not feeling like you don't feel like, oh, I don't feel like I'm a good person, or I don't feel satisfied, or I'm not good enough, or I don't want to be born, or like I don't care about myself, or something like that. ဟာလေလုယာပြန်ခေါ်ခြင်းနဲ့အချိန်ပေးခြင်းနဲ့ရှိမယ်ဆိုရင်ရှေ့ထွက်လာပါ If there's ရှိမယ်ဆိုရင် anyone who feel uneasy, or like every single time the birthday is coming up, or like you don't feel good about your own self, or you don't love yourself, if you feel like that, မြန်ထွက်လာပါ come up. တပုံလေးပြပါကလေးပုံနဲ့ဒီတယောက်နှစ်ပတ်ပဲရှိသေးတယ်ဒီတယောက်နှစ်ပတ်ပဲရှိသေးတယ် This is a 2 ဒီ weeks က old. လေးမမွေးခင်မှာကလေးနှစ်ယောက်မွေးတယ်အရန်ခက်ခဲစွာနဲ့မွေးဖွားတယ်ဒီကလေးမွေးမဲ့အချိန်မှာကျွန်တော်ဒီ USA ရောက်နေပြီဆူတောင်းလာခါနဲ့ကျွန်တော်လည်းဇိုင်းမဲ့ဆူတောင်းပေးလိုက်တယ်ဂျန်တဲ့ကိစ္စရဝိညာဉ်တော်ကိစ္စ So he prayed for က her. လေးမွေးပြီးတော့မှ
လုံးဝတစ်စက်မှသူအရင်တော့ဂျမ်းမာတဲ့အတိုင်းပဲဆရာဝန်ကပြောတဲ့နာယီနှစ်ချက်ကြာမယ်ကျွန်တော်ဆူတောင်းပေးလိုက်တယ်မကြောက်တဲ့ပြန်ထွက်လာမယ်မကြောက်ပြန်ထွက်လာတယ်ပြန်ဆေးခန်းဝင်သွားပြီလို့သူမျိုးသားပြောတဲ့ခဏပဲကြာပြန်ထွက်လာဖုံးပြန်လာဆက်တယ်ဟာလေလုယာဘာမှမခံစားလိုက်ရဘူးအာမင်ဟာလေလုယာ Amen. ဒီနေ့ဒီမှာရှိတဲ့လူတွေအဲ့ဒီနယ်ပယ်ကိုမတ်တရဖို့ဖိတ်ခေါ်ခြင်းနဲ့သူတို့နာကျင်ခြင်းကနေလွတ်မြောက်ရအောင်ရှိမယ်ဆိုရင်အချိန်ပေးခြင်းနဲ့ Come up to, for prayer if you don't want to feel the pain anymore, any kind of like that you're suffering, that you don't want to suffer no more. မရှိဘူးဆိုရင်လည်းဆရာကိုအချိန်ကျွန်တော်ပြန်ပေးပါ If there's nobody, then ယေရှုတင်ပါတယ် So, Helen Nibang, hope. Can I borrow the, yeah, or the musician? Come on, come up. All right? Yeah. Thank you so much. She did it. Yup, that's you. Hallelujah. Obi. Wow. ထိုင်နေခဏလောက်ကိုပြီနော်ဒီတချင်းလေး worship with this song just by sitting. Hallelujah ဘုရားကိကိုအာယုပြုပါဘုရားနမိတ်လက္ခဏာပြုမှာဖြစ်တယ် I will do a miracle. အလုခဏလောက်မျက်စိမရအောင်နော် Let's all close our eyes. 1,000 generations falling down in worship, the Son of Ages to the Lamb. All who gone before us, all who will believe, sing the Son of Ages. Your
အခုချိန်မှာအမျိုးသမီးတွေကိုရှေ့ထအမျိုးသမီးတွေဒီဘက်ကအမျိုးသမီးတွေကိုရှေ့ထလာဖို့ကျွန်တော်ဖိတ်ခေါ်တယ် I would like to invite all the women to come forward. ညဖျားကကျွန်တော်ကိုအိမ်မက်ပေးတယ် God gave me the dream last night. သင်တို့အိမ်မှာ At your house, ယူစိတ်တဲ့အရာတွေကို the Hello. facing, သင်တို့အိမ်မှာအမြဲတမ်းအိမ်ခေါင်မိုးယူစိတ်တဲ့အရာတွေကိုဖျားသခင်ကလဲပေးတဲ့အရာကိုဖျားသခင်ကယူပါယုံမြင်စေတာဖြစ်တယ် အမြဲတမ်းသင်တို့ရဲ့အိမ်မှာပူဆွေးရတဲ့အရာတွေဝင်နေရတဲ့အရာတွေအမြဲတမ်းမလုံခြုံတဲ့အရာတွေအဲ့ဒီအရာတွေကိုဘုရားသခင်ကအသစ်တော်နေပဲကိုလဲပေးတဲ့အရာကိုမြင်ရတယ်ဘုရားသခင်ကယူပါယုံထင်ရှားပေးတာဖြစ်တယ်ဟာလေလုယာဒီနေ့ဟာအဲ့ဒါသင်အတွက်ဖြစ်တယ်သင်တဲ့ဘုရားသခင်ယူပါယုံပေးတဲ့ရဖြစ်တယ်ဘုရားသခင် prophet ပြုပေးတဲ့ရဖြစ်တယ် hallelujah 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 Hey,
Hallelujah.